ကြောက်ကဖြူကြီးဒီ body line မှာပေါ့နော်ဖြူကြီးဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးဖြူနေတယ်ကြီးနေတယ်ဆိုရင်တော့သူစိနဲ့သူကောင်းတယ်ပေါ့နော်အားလုံးပဲမင်္ဂလာပါခွန် vlogs ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီကြောက်ကလေး6ပွင့်ကိုကျွန်တော်ရောင်းပေးထားတဲ့ဗီဒီယိုလေးပေါ့နော်ကြောက်ကတော့ကျွန်တော်တို့ကြောက်စီကောင်းတယ်အလွန်အင်မတန်ကောင်းတယ်တော်တော်ကောင်းတယ်ပေါ့နော်အခုမြင်ရတဲ့ပုံစံတိုင်းဆိုရင်ကြီးတောက်နေရပဲပေါ့နော်ဖြစ်သွားတာကကျွန်တော်တို့ဒီမရှင်းတာပေါ့နော်အကြီးဆုံးတစ်ဝက်မှာဆိုရင်လည်းကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်းပဲအနာလေးတွေကြီးမားလေးနည်းနည်းလေးပါသွားတာပေါ့နော်အဲ့ဒါလေးပါတယ်ကျန်တဲ့အပွင့်တွေဆိုရင်ကျွန်တော်တို့လုံးဝရှင်းလင်းနေတာတော့မပါဘူးပေါ့နော်ရှင်းတဲ့အပွင့်ကနည်းနေတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့ကလိုက်ပြီးတော့ရောင်းနေပြတဲ့အခါကျတော့ဈေးကတော့4သိန်း5သိန်းကတော့တော်တော်များများကျွန်တော်တို့ဈေးပေးကြတယ်ပေါ့နော်ပေးကြတဲ့အခါကျတော့ပိုင်ရှင်ကျွန်တော်တို့တစ်ချက်မေးကြည့်တယ်မေးကြည့်တော့ပိုင်ရှင်ကလည်းမရသေးဘူးပေါ့နော်ကွာသေးတယ်ဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့တိုက်တယ်ပေါ့နော်ကြောက်ကဖြူကြည်ပြီးမှကျွန်တော်တို့အနာလေးတွေရှင်းကုန်လေးလိုသွားတဲ့အခါကျတော့ဈေးကဒီလိုလေးပဲဖြစ်နေတာပေါ့နော်တကယ်ကရှင်းလဲရှင်းတယ်အနာတွေမပါဘူးဆိုတော့ကျွန်တော်တို့ဒီကြောက်လေးတွေကကြက်ကြီး30ကတော့ဘလို့နေဈေးကောင်းကောင်းလေးရောက်မှာပေါ့နော်အခုကကျွန်တော်တို့4-5သိန်းနဲ့ကိုနည်းနည်းလဲနေတာနည်းနည်းများတယ်ပေါ့နော်ကျွန်တော်တို့တိုင်းနဲ့တော့နောက်ဆုံးကတော့ကျွန်တော်တို့6သိန်းတော့အမြင့်ဆုံးဈေးရောက်သွားတယ်ပေါ့နော်6သိန်းဈေးရောက်သွားတဲ့အခါကျတော့ကျွန်တော်တို့ပိုင်ရှင်ကိုတစ်ချက်ပြန်မေးတယ်မေးတော့ပိုင်ရှင်ကလည်း6သိန်းဆိုရင်တော့ရောင်းလိုက်ပါတဲ့ရောင်းပေးလိုက်မယ်ဆိုပြီးတော့ရောင်းပေးလိုက်တာပေါ့နော်ကြောက်ကရှင်းကုန်လို့တဲ့အခါကျတော့မရှင်းတဲ့အခါကျတော့ပိုင်ရှင်ကကျွန်တော်တို့6သိန်းနဲ့ရောင်းပေးလိုက်တာပေါ့နော်ဟိုဘက်ကဝယ်တဲ့ကုန်တွေကလည်းသူတို့ဒီတပွင့်ချင်းစီကိုအထည်စင်တဲ့သူတွေမဟုတ်ဘူးပေါ့နော်သူတို့ကျတော့ကာလာစုံတွေစက်တဲ့သူတွေဆိုတော့အဆင်ပြေတယ်ပေါ့နော်တကယ်လို့ကျွန်တော်တပွင့်ချင်းစီတာအထည်တွေဆင်မယ်ဆိုရင်တော့အခုအကြီးဆုံးပွင့်ဆိုရင်ကျွန်တော်တို့မြင်နေရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မှာဆိုတော့အထည်ပေါ်တင်လိုက်ရင်အဆင်မပြေဘူးပေါ့နော်ဆိုတော့ကာလာစုံစက်တဲ့သူအတွက်ကျတော့အဆင်ပြေတယ်ကြောက်စီကြောက်သားလည်းကောင်းနေတယ်ပေါ့နော်ရှင်းကုန်လေးပဲလိုသွားတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီအခုဈေးကွက်ပေါ့နော်ကြောက်ကဒီ body line မှာပေါ့ကျွန်တော်တို့ဖြူကြည်ဒါမျိုးဆိုရင်တော့သူကလည်းသူအနာပါလဲအမြုပ်ဆန်တွေမရှင်းလဲသူ့ဈေးနဲ့သူကတော့ရတယ်ပေါ့နော်အခုတလောဆိုကျွန်တော်တို့ဒီပုံစံလေးတွေဆိုရင်တော့ဈေးကောင်းလေးတွေမစိုးဘူးပေါ့နော်ဈေးရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တကယ်လို့ကျွန်တော်တို့ဒီအနာအစားသားမပါဘူးဆိုရင်တော့ဒီထက်ပို့ပြီးတော့ဈေးရမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီနေ့ဒီ6ပွင့်လေးပေါ့နော်ဒီဗီဒီယိုလေးကိုအားလုံးကြည့်ပြီးတော့ဒီကြောက်လေးကဒီလိုဒီပုံစံလေးဆိုရင်ဈေးဒီလောက်ရှိတယ်ဆိုတာကြည့်တဲ့သူအနေနဲ့နည်းနည်းလေးပညာလေးတွေမှတ်သားစရာလေးတွေရမယ်ထင်ပါတယ်အားလုံးဒီနေ့ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကြည့်ရှုပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒီ6ပွင့်ကိုကျွန်တော်တို့6သိန်းနဲ့ရောင်းလိုက်တာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးဘိုင်ပါအားလုံးတတာပါ